အားလုံးပဲမင်္ဂလာပါအခုပေါ့နော်ကျွန်မကဒီ trading ကိုစိတ်ဝင်စားတယ်ပေါ့နော်beginner trader လေးတွေအတွက်ဒီမို account တစ်ခုကိုကျွန်မဖွင့်ပေးမယ်ပေါ့နော်ဖွင့်ပြပေးပါမယ်အဲ့တော့အရင်ဆုံးကျွန်မတို့ပေါ့နော်ဒီမို account နော်ဒီမို account ဖွင့်ဖို့ဆိုရင်ကျွန်မတို့ဒီ Meta Trader 4ဆိုတဲ့နော် application လေးရှိရပါမယ်နော်ဒီ Meta Trader 4 application လေးကိုကျွန်မတို့အရင်ဦးဆုံးကျွန်မတို့ဒီ Play Store မှာသွားပြီးတော့ download လုပ်ရမယ်နော်ပြီးလို့ရှိရင်ကျွန်မတို့ဒီ Meta Trader 4နဲ့ကျွန်မတို့ဝင်လိုက်မှာပေါ့နော်ဝင်ပြီးလို့ရှိရင်ကျမတို့ဒီပေါ့နော်ဒီဘယ်ဘက်ရဲ့အပေါ်ထောက်လေးမှာပေါ့နော်ဒီအချောင်းမြင်းချောင်း၃ချောင်းလေးရှိပါတယ်အဲ့ဒီထဲကိုကျမတို့တစ်ချက်ဝင်လိုက်မယ်နော်ကဲဝင်လိုက်မယ်ဆိုရင်ဒါကကျမဒီမိုကောက်ဖွင့်ပြထားလို့ပေါ့နော်ဖွင့်ပြထားလို့ပေါ်နေတာပေါ့ပြီးလို့ရှိရင်အဲ့ဒီအပေါ်ကဟာလေးကိုကျမတို့တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီစာမျက်နှာလေးကိုရောက်လာမှာပေါ့နော်ဒါကျမဒီမိုကောက်ဖွင့်ပြထားပြီးလို့ပါကဲပြီးလို့ရှိရင်ကျမတို့ဒီအပေါ်ဘက်ခြမ်းကအပေါင်းလက္ခဏာလေးကိုကျမတို့တစ်ချက်နှိပ်လိုက်မယ်နော်အပေါင်းလက္ခဏာလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ကျမတို့ဒီဆက်စချင်းပေါ့နော် open and demo account open and demo account ကြတော့ကျမတို့လေ့ကျင့်ဖို့အတွက်ပေါ့နော်ဒီပတ်စံ2နဲ့လေ့ကျင့်ဖို့အတွက်အကောင့်ဖွင့်တာဖြစ်တယ်ဒီဒုတိယမှာကျတော့ကျမတို့ existing account ကြတော့ဒီပတ်စံစစ်နဲ့ဖွင့်မှသာကျမတို့ဒီကောင်နှိပ်ရမှာပေါ့နော်အဲ့တော့ကျမတို့ကအခုလေ့ကျင့်ဖို့အတွက် demo account ဖြစ်တာဒီမိုကောက်ဖွင့်တာပေါ့နော်အဲ့တော့ကျမတို့အပေါ်က open and demo ကောက်လေးကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်အဲ့ဒီမှာကျမတို့ file broker ပေါ့နော်ကျမတို့ဘယ် broker ရဲ့ဒီမိုအကောက်ကိုကျမတို့ကသုံးပြီးတော့လေ့ကျင့်မလဲပေါ့နော်အဲ့ဒါလေးတွေကျမတို့ရွေးချယ်ရမှာပေါ့နော်အခုကျမကဒီပေါ့နော်အခု international သုံးပေါ့နော် do price နော် do price ရဲ့ဒီမိုကောက်လေးကိုကျွန်မဖွင့်ပြမယ်နော်ဘာကြောင့်လဲဆိုတော့ဒီ do price ကအခုလက်ရှိပေါ့နော်ကျွန်တော်တို့ server အသစ်ပေါ့နော်အရင်လဲသုံးလို့အဆင်ပြေတယ်ဒီ spread တွေအနေနဲ့လည်းတကယ်နဲတာပေါ့နော်အဲ့ဒါကြောင့်မို့ဒီ demo ကောက်မှာကျွန်တော်တို့စမ်းပြီးတော့လေ့ကျင့်ကြည့်ပေါ့နော်အဲ့တော့ file broker နေရာမှာကျွန်တော်တို့ do price ဆိုပြီးတော့ကျွန်တော်တို့ရှာကြည့်မယ်နော် do price အဲ့တော့ကျွန်တော်တို့ဒီမှာ do price ရှာလိုက်တာနဲ့သူပေါ်လာပြီနော်ပေါ်လာတဲ့အတွက်ကျမတို့က do price demo လေးကိုကျမတို့တစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်အဲ့ဒီမှာကျမတို့ကပေါ့နော်ဒီမှာကိုယ့်ရဲ့နာမည်ထည့်မယ်ပြီးရင်ဖုန်းနံပါတ်လေးဖြည့်မယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ email လိပ်စာလေးဖြည့်မှာပေါ့နော်ပြီးလို့ရှိရင်ကျမတို့အကောင့်တိုက်နော်အကောင့်တိုက်အနေနဲ့နော်ဒီ beginner တွေအနေနဲ့ဆိုရင်သိချင်မှသိမှာပေါ့နော် ECN အကောင့်ဆိုတာရှိတယ် STP ဆိုတာရှိတယ်ပေါ့နော်အဲ့တော့ကျမတို့ကဒီ STP ပဲကျမတို့ယူလိုက်မယ်နော် STP ကိုကျမတို့ယူလိုက်မယ်။ဘာဖြစ်လို့လဲဆိုတော့တကယ် do prime မှာကျမတို့အကောင့်ဆင့်ဖွင့်မယ်ဆိုရင်နော်ဒေါ်လာ9000အကောင့်ဖွင့်မှသာ ECN အကောင့်ကိုကျမတို့ယူရမှာပေါ့နော်။ ECN ကိုကျမတို့ယူမယ်ဆိုရင်ဒေါ်လာ9000ဖွင့်ရမှာပေါ့နော်။အဲ့တော့ကျမတို့ကအနည်းဆုံးဖွင့်မှာဖြစ်တဲ့အတွက်ကျမတို့က STP ပဲကျမတို့ယူလိုက်မယ်နော်။ပြီးလို့ရှိရင် love rate အနေနဲ့ပေါ့နော်ကျမတို့ဇာတူရောင်းဝယ်ခွင့်အနေနဲ့အချိုးက 1:900 ထိရတယ်နော်တကယ်သူ့ရဲ့ဒီ real account မှာလည်း900ထိရတယ်နော်အဲ့တော့ကျမက 1:200 ပဲကျမယူလိုက်မယ်နော် deposit အနေနဲ့ကြတော့ကိုဒါငွေပေါ့နော်ငွေပမာဏဘလောက်တကယ် real account ကိုဖွင့်မယ်ဆိုရင်လည်းငွေပမာဏဘလောက်နဲ့ကိုအများဆုံးဖွင့်နိုင်လဲနော်အဲ့ဒါလေးကိုကျမတို့ယူရမှာပေါ့ဒါပေမဲ့ demo account ဖြစ်တဲ့အတွက်ကျမတို့ကအနည်းဆုံးကတော့ကျမတို့3000ပဲနော်ဒါပေမဲ့တကယ် real account မှာကျမတို့ဒေါ်လာ100နဲ့ဖွင့်လို့ရတယ်နော် STP ကဒေါ်လာ100နဲ့ဖွင့်လို့ရတယ်ဒါပေမဲ့ demo account မှာကျတော့အနည်းဆုံးက3000ပဲဖြစ်တဲ့အတွက်3000ကိုပဲကျမတို့ယူလိုက်ပါတော့။ကဲတကယ်လို့ဒီအချက်လက်တွေအကုန်လုံးပြည့်စုံသွားပြီဆိုရင်ကျမတို့ create account လေးကိုကျမတို့တစ်ချက်နှိပ်လိုက်။နော်နှိပ်လိုက်ပြီးရင် done ကိုကျမတို့တစ်ချက်နှိပ်လိုက်ဒါပြီးသွားပြီ။အဲ့မှာစာမျက်နှာသူပေါ်လာမယ်နော်။အခုပေါ်လာတဲ့စာမျက်နှာလေးကိုကျမတို့ကြည့်နော်ဒီငွေကြေးအတွဲတွေကအကုန်လုံးမုံနေတာပေါ့နော်ကျမတို့ဒီမှာမုံနေတယ်နော်မုံနေတယ်ဆိုရင်ကျမတို့အယောင်းဝယ်လုပ်လို့မရအောင်အဲ့တော့ဒီပေါ်လာတဲ့အကုန်လုံးကိုကျမတို့ဖြတ်ရမှာပေါ့ဒီအောက်မှာနော် HAUUSD.S ဒီကောင်လေးကြတော့အယောင်းဝယ်လုပ်လို့ရတယ်နော်ထထင်းလေးပေါ်နေတဲ့အတွက်အယောင်းဝယ်လုပ်လို့ရတယ်နောက်ပြီးတော့ကျမတို့ဒီအနောက်ဘက်ခြမ်းမှာပေါ့နော်အနောက်ဘက်ခြမ်းမှာ S နော် .s ပါတဲ့အတွဲလေးတွေကိုကျမတို့ယူရမယ် .s ပါတဲ့အတွဲလေးတွေကအယောင်းဝယ်လုပ်လို့ရတာပေါ့နော်လောလောဆယ်ဒီမုံနေတဲ့ဟာတွေကိုကျမတို့အကုန်လုံးဖြတ်မယ်ဖြတ်မှာဖြစ်တဲ့အတွက်ကျမတို့ဒီအပေါ်ကနော်ခဲတံလေးကိုကျမတို့ချက်နှိပ်မယ်နော်ခဲတံလေးကိုနှိပ်မယ်ပြီးလို့ရှိရင်ကျမတို့အကုန်လုံးဖြတ်မဲ့ဟာတွေကိုအကုန်လုံးယူလိုက်ပေါ့နော်အမိုက်ပုံကိုတစ်ချက်နှိပ်မယ်ပြီးရင်ဖြတ်မဲ့ဟာလေးကိုကျမတို့ယူလိုက်မယ်နော်ဒါကျမအကုန်လုံးဖြတ်ပြလိုက်မယ်နော်ဒါကိုကျမတို့ဖြတ်လိုက်မှာပေါ့နော်ကဲပြီးလို့ရှိရင်အမိုက်ပုံလေးကိုကျမတို့တစ်ချက်နှိပ်လိုက်ဒါဆိုအကုန်လုံးကုန်သွားပြီပြီးလို့ရှိရင်ကျမတို့ကပြန်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ငွေကြေးအတွဲတွေကိုကဘယ် currency ကိုအယောင်းဝယ်လုပ်မလဲเนาะ
အဲ့ဒါလေးတွေကိုကိုယ့်ဘာကိုစိတ်ကြိုက်ပြန်ပြီးတော့ရွေးထည့်လို့ရတာပေါ့နော် HAU USD ကြတော့ဒါကျမတို့ကရွှေပေါ့နော်ရွှေနဲ့ဒေါ်လာအရောင်းဝယ်လုပ်တဲ့ဟာလေးနော်အဲ့တော့ကျမတို့ပြန်ထည့်မှာပေါ့နော်အဲ့တော့ဒီအပေါင်းလက္ခဏာလေးကိုကျမတို့ပြန်နှိပ်လိုက်နော်နှိပ်လိုက်လို့ရှိရင်ဒီမှာကျမတို့ဒီမှာသူ့ရဲ့အမျိုးအစားလိုက်ပေါ်လာမှာပေါ့နော် foreign major foreign minor စသဖြင့်အများကြီးပေါ်လာမယ်အဲ့ဒီထဲမှာမှကျမတို့ကဒီလိုမျိုးပေါ့နော်အနောက်မှာ .s ပါတဲ့အတွေ့လေးတွေကိုကျမတို့ကရွေးချယ်ရမှာပေါ့နော်အဲ့တော့ကျမကဒီ foreign major .s လေးမှာကျမတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ကျမတို့အဲ့ဒီ currency pair တွေရဲ့အနောက်မှာ .s နော်အဲ့လိုမျိုးလေးတွေပါမယ်အဲ့လိုမျိုးလေးတွေပါမှကျမတို့အရောင်းဝယ်လုပ်လို့ရမှာဖြစ်တဲ့အတွက်ဒီထဲကနေပဲကျမတို့ရွေးချယ်ရမှာပေါ့နော်ကဲကျမနှိပ်လိုက်မယ်နော်ဒါအစမ်းပေါ့နော်အစမ်းနှိပ်ပြလိုက်မယ်ဒါအကုန်လုံးကိုထည့်ချင်လဲရတယ်နော်ထည့်လိုက်လို့ရှိရင်ဒါသူကဝင်ပြီးသွားပြီနော်ပြီးလို့ရှိရင်ကျမတို့ဒီအောက်မှာကျမတို့မဲတဲအနေနဲ့နော်မဲတဲရှိမယ်နောက်တော့ oil ရှိမယ်ပေါ့နော် oil ဆိုရေနံတို့ကျမတို့ဒီပေါ့အေးပေါ့ရေနံတို့ပေါ့နော်စားသုံးစီလို့စသဖြင့်ဒီ oil လေးထဲမှာပါမှာပေါ့နော်ဒီမှာဆိုရင်ဒါကျမတို့ကြိုက်တဲ့ currency pair ကိုကျမတို့ယူလို့ရရနော်ဒီမှာ metal မှာဆိုလဲကျမတို့ရွှေရပါပြီဒီမှာကျတော့ silver ပေါ့နော်ဒါကြတော့ငွေပေါ့ငွေအတွဲလေးပေါ့နော်ဒါကျမရွှေပဲရောင်းဝယ်လုပ်တဲ့အတွက်မထည့်တော့ဘူးနော်ဒါကျမဒါကိုယ့်ဘက်ကိုကြိုက်တဲ့ဟာတွေကိုထည့်လို့ရတယ်နော်ကဲပြီးလို့ရှိရင်ကျမတို့ဒီဘက်ခြံပေါ့နော်ဒီအပေါ် bus လေးနဲ့ပြန်ဆုပ်လိုက်နော်ကဲပြန်ပြီးတော့ကျမတို့ဆုပ်လိုက်ဒါဆိုရင်ကျမတို့အရှိစာမျက်နှာမှာရောက်လာပြီဆိုကျမတို့တစ်ချက်ကြည့်ဒီမှာဒီပေါ့နော်ငွေကြီးအတွဲတွေဒါမှမဟုတ်ရင်ဒီ metal အတွဲတွေအနောက်မှာကျမတို့ S လေးတွေပါတယ်နော်ဒီလိုမျိုး S လေးတွေပါတယ်ဆိုရင်ကျမတို့ကအရောင်းဝယ်လုပ်လို့ရပြီပေါ့နော်နောက်ပြီးတော့ဒီအတွဲလေးတွေအကုန်လုံးကလည်းဒီ currency ငွေကြီးအတွဲတွေအကုန်လုံးကလည်းဒီအမဲရောင်လေးထင်းလေးဖြစ်နေတာပေါ့နော်အဲ့ဒါဆိုရင်ကျမတို့ဒါအရောင်းဝယ်လုပ်လို့ရပြီကဲအဲ့တော့ကျမကရွှေချက်ကိုကျမကကြည့်မှာပေါ့နော်ကြည့်မှာဖြစ်တဲ့အတွက်ရွှေအတွဲလေးကိုကျမတို့တစ်ချက်နှိပ်လိုက်ပြီးလို့ရှိရင်အဲ့ဒီမှာ open chest လေးကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်ဒါသူ့ရဲ့ chest ပုံစံလေးကျမတို့တွေ့လာမှာပေါ့နော်ကဲပြီးလို့ရှိရင်ဒါကျမတို့ကြိုက်တဲ့ငွေကြီးအတွဲကိုနှိပ်လိုက်ပြီးလို့ရှိရင် open chest နော်ဒါကိုယ့်ဘာကိုကြိုက်တဲ့နော် currency ငွေကြီးအတွဲတွေဒါမှမဟုတ် metal တွေကိုအကုန်လုံးကျမတို့ရွေးပြီးတော့ထည့်လို့ရတာပေါ့နော်ဒါစိတ်ကြိုက်ပြန်ပြီးတော့ရွေးထည့်ထားတဲ့ဟာတွေပါဒါကတော့ကျမတို့ do price ပေါ့နော် do price ရဲ့ဒီမိုအကောင့်လေးပါအဲ့တော့ဒီ server လေးอ่ะပေါ့နော်သုံးလို့အဆင်ပြေတယ် spread အနေနဲ့ဆိုလဲကျမတို့နေတာပေါ့နော်တကယ် real အကောင့်မှာလဲ spread အနေနဲ့နေတာအဲ့တော့ဒီကောင်လေးကိုပေါ့နော်စမ်းပြီးတော့ beginner ပဲဖြစ်ဖြစ်အခုလက်ရှိ trade နေတဲ့ trader လေးပဲဖြစ်ဖြစ်ပေါ့နော်စမ်းပြီးတော့သုံးကြည့်စေချင်တာပေါ့နော်ဒီရဲ့do price ရဲ့ဦးစားလေးစာပါလေးကိုပေါ့နော်စမ်းပြီးတော့သုံးကြည့်စေချင်ပါတယ်အဲ့တော့ဒီလောက်ပါပဲเนาะတကယ်